မျိုးသမီးတယောက်ဟာဘတ်စကားအထူးလိုက်တစ်ခုကိုတက်လိုက်ပါတယ်ဘတ်စကားပေါ်ကအမျိုးသားတွေအားလုံးကသူတို့ဘေးကခုံတွေကိုသူမအတွက်လုပ်ပေးလိုက်ကြပါတယ်လူတိုင်းကသူမသူတို့ဘေးမှာထိုင်လိမ့်မယ်လို့ထင်မှတ်ထားကြပေမဲ့သူမကတော့ပထမဆုံးအတန်းမှာရှိနေတဲ့ခွေးလေးတစ်ကောင်ကိုပဲကြည့်နေပါတယ်ပြီးတော့သူမကအဲ့ဒီခွေးလေးဘေးမှာတန်းထိုင်လိုက်ပါတယ်ဒါပေမဲ့ပထမဆုံးအတန်းဟာအဲ့ဒီခွေးလေးအတွက်တီးတန့်ဖြစ်နေတာမို့ခွေးလေးကသူမကိုအနားမှာထိုင်ခွင့်မပေးပါဘူးချက်ချင်းဆိုသလိုပဲဘတ်စကားပေါ်ကလူတွေအားလုံးကသူမကိုဝိုင်းရကြပါတယ်သူမအရှက်ရသွားတဲ့အတွက်ခွေးလေးကိုခက်ရွရွလေးလုပ်ပေးဖို့တင်းတင်းမာမာပြောလိုက်ပါတယ်ခွေးလေးကလည်းသူမကိုကြောက်သွားပုံရပြီးအမိန့်နာခံစွာနဲ့ပဲသူမအတွက်နေရာဖယ်ပေးလိုက်ပါတယ်ဂျွန်ဂျန်ဘတ်စကားပေါ်တက်လာတဲ့အခါသူမကိုအံ့အားသင့်စွာကြည့်လိုက်မိပါတယ်သူ့ခွေးနဲ့ထိုင်နိုင်လိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူးဒီအဖြစ်အပျက်ကသူ့ကိုသူမအပေါ်အထင်ကြီးစေခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်တွဲဖြစ်သွားကြပြီးအဲ့ဒီအချိန်ကစလို့သူ့ခွေးလေးဟာအိမ်ပြင်ဘက်မှာပဲနေရတော့တဲ့အထိဖြစ်သွားခဲ့ပါတယ်တညမှာတော့ဂျွန်ကသူ့ရီးစားဖြစ်သူကိုစစ်ဆက်လက်စုပ်ဝယ်ပေးဖို့စီစဉ်ထားပါတယ်သူအိမ်ကမထွက်ခင် Red Dwarf ကိုအိမ်မှာပဲစောင့်နေဖို့ပြောခဲ့ပေမဲ့သူပြန်မလာတော့ပါဘူးနောက်တစ်နေ့မှာတော့အလုပ်သမားတွေကလမ်းမှာသူ့ကိုတွေ့ခဲ့ပြီးသူအသက်မရှိတော့တာကြားပြီးဖြစ်ပါတယ်တငယ်ချင်းတွေကသူ့အတွက်စာပနာကျင်းပပေးခဲ့ကြပေမဲ့ Red ကတော့ဘာဖြစ်သွားမှန်းမသိရှာပါဘူးသူကတော့ဂျွန်ကိုနေ့တိုင်းတကားဝမှာပဲစောင့်နေတော့မှာပဲအလုပ်သမားတွေကသူ့ကိုစောင့်မနေတော့ဘူးပြောပေမဲ့သူကတော့ဂျွန်ထွက်သွားတဲ့လမ်းကြောင်းကိုပဲစိုက်ကြည့်နေတတ်ပါတယ်တနေ့မှာတော့ Red ဟာဂျွန်အလုပ်လုပ်တဲ့နေရာကိုသွားပါတယ်အလုပ်သမားတွေကသူ့ကိုတွေ့တော့အံ့အားသင့်သွားကြပြီး Red ကတော့ဂျွန်အဲ့ဒီမှာရှိမရှိပဲသိချင်နေပုံရပါတယ်အဲ့ဒီနောက်မှာတော့ Red ဟာဂျွန်ရဲ့မျက်နှာကိုရှာဖွေဖို့အတွက်ဟိုတစတီတစားလှည့်လည်သွားလာပါတော့တယ်အဲ့ဒီကာလအတွင်း Red ဟာ Australia တနိုင်ငံလုံးကိုဖျက်ကျော်ခဲ့တယ်လို့ဂျပန်နိုင်ငံကိုတောင်တင်မောနဲ့ကူးခဲ့ပါသေးတယ်ဒါပေမဲ့ဂျွန်ရဲ့အရေးအယောင်ကိုဘယ်မှမတွေ့ခဲ့ရပါဘူးရုတ်တရက်ဂျွန်အိမ်ပြန်သွားလိမ့်မလားဆိုပြီးအိမ်ကိုပြန်သွားခဲ့ပေမဲ့အိမ်ကတော့လူသူခင်းမဲ့နေသေးပါပဲအဲ့ဒီအချိန်မှာသူလုံးဝမျောလင့်ချက်ကုန်ဆုံးသွားပါတော့တယ်ရုတ်တရက်သူဂျွန်ရဲ့ရီးစားဖြစ်သူတေလာထဲဝေါ်ရဲ့အနံ့ကိုရလိုက်ပါတယ်တေလာက Red လွန်ခဲ့တဲ့9နှစ်အတွင်းဘယ်တွေရောက်နေမှန်းမသိခဲ့ပါဘူးသူမကတော့ Red ကိုဂရုစိုက်ချင်နေတာပါဒါပေမဲ့မန်နေဂျာကခွေးတွေကိုမကြိုက်တဲ့အတွက်တေလာကို Red ကိုချက်ချင်းမောင်းထုတ်ဖို့အမိန့်ပေးပါတယ်နောက်တစ်ခါထပ်တွေ့ရင်ပြစ်တတ်မယ်လို့တောင်ချိန်ချောက်ခဲ့ပါတယ်ဒါပေမဲ့ Red ကတော့အလွယ်တကူအရှုံးပေးမဲ့သူမဟုတ်ပါဘူးမကြခင်မှာပဲသူကဂျွန်ရဲ့စောက်လုပ်ရေးလုပ်ငန်းခွင်ကတငယ်ချင်းတွေကိုစူးစီးလိုက်ပါတယ်မန်နေဂျာကတော့လုံးဝထိတ်လန့်သွားပြီးနောက်တစ်နေ့မှာပဲအဲ့ဒီနေရာကနေပြောင်းရွှေ့သွားရပါတယ်မုန်းတီးစရာကောင်းတဲ့မန်နေဂျာကိုမောင်းထုတ်နိုင်ခဲ့တာကြောင့် Red ဟာသူ့ရဲ့ကောင်းတစ်ယောက်ဖြစ်လာပါတယ်အလုပ်သမားတွေကသူ့ကိုဂုဏ်တူးဆောင်တဲ့စိတ်ချီးမြှင့်ပြီးမြို့ရဲ့အကောင်းဆုံးနေထိုင်သူအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲ Red တစ်ခုခုကိုခန်းစားနေရတယ်လို့ဖြစ်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်ကနေတယောက်တည်းထွက်သွားပါတော့တယ်အလုပ်သမားတွေသူ့ကိုပြန်တွေ့တဲ့အခါမှာတော့သူဟာဂျွန်ရဲ့တင်ချိုင်းကူရှိမှမျက်လုံးတွေကိုတင်းတင်းမိတ်လျက်လဲလျောင်းနေပါတော့တယ်အဲ့ဒီအချိန်မှာတော့သူဟာသူ့ရဲ့တခင်ကိုနောက်ဆုံးတော့ရှာတွေ့သွားပါပြီ